ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် PSG ကိုရှုံးနေခဲ့ရပြီးဖလားလက်မဲ့ရာသီကိုထပ်မံပြတ်တန်းရတော့မယ်အာဆနယ်ဘယ်လိုပြင်ဆင်မှုတွေလိုအပ်နေသေးလဲ PSG တဲ့အာဆနယ်ကိုနှစ်ကြော်စလုံးနိုင်ပြီးတော့ချန်ပီယံလိဖိုင်နယ်မှာအင်တာမီလန်နဲ့ထိပ်တိုက်ရင်ဆိုင်မှုအတွက်ဖိုင်နယ်ကိုတက်လန်းရောက်ရှိသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ပထမကြောအာဆနယ်ကွင်းမှာ PSG က 0-1 နဲ့နိုင်ရရှိထားခဲ့တာဖြစ်လို့ကုကစားခဲ့တဲ့ပါရီမီကပွဲစဉ်မှာ PSG ကိုအနိုင်ဖြုတ်ချပြဖို့အတွက်အာဒီတာအတော်လေးကိုအားခေးထားခဲ့တာပါဒါမှလည်းပြင်သစ်မြေမှာအာဆနယ်က PSG ကိုဦးဆောင်ကိုနှစ်ကိုခွင့်ပြုပေးခဲ့ရပြီးစာကားရဲ့ခြေပါကိုတကူကမလုံလောက်ခဲ့တာကြောင့်စီမီစင်းကနေပဲချန်ပီယံလိကိုလက်ပြနှုတ်ဆက်ခဲ့ရပြီးဖြစ်ပြီးနောက်ထပ်ဖလားလက်မဲ့ရာသီခုနာကျင်စွာနဲ့ထပ်မံပြီးဖြတ်တန်းရတော့မှလည်းဖြစ်ပါတယ်။ဖိုင်နယ်ပွဲတော်လာမဲ့မေလ31ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့အင်္ဂလန်ကလပ်အသင်းတွေအောင်မြင်ဖြစ်တဲ့ဘိုင်မန်ရဲ့အင်ကွင်းအလိုင်းစရီနာမှာကျင်းပသွားမှာဖြစ်ပေမဲ့အာဆနယ်ကတော့အောင်မြင်ရှိရာစီကူတောင်အရောက်မလန်းနိုင်ခဲ့ပါဘူး။ပရိသတ်9524ဦးဝင်ဆက်နိုင်တဲ့အိုက်ကွင်းကြီးမှာ2012ခုနှစ်တုန်းကဘိုင်ယန်ကိုချဲလ်ဆီကပန်နတီဆုံးဖြတ်နိုင်ပြီးတော့ဒရောဘာတို့တက်တိုက်ချန်ပီယံလိဖလားကြီးကိုပျော်ရွှင်စွာနဲ့ပြေးလွှားအောင်ပွဲခံကကိုင်းမြောင်းနိုင်ခဲ့တဲ့ဘူမီတက်တန်နေရာမှန်လည်းဖြစ်ပါတယ်။အခွင့်ကောင်းတွေကိုအသုံးမချနိုင်ခဲ့တဲ့အာဆနယ်တိုက်စစ်အာဆနယ်ကတော့ဒီဟာဒီမှာရီယယ်မက်ဒရစ်ကိုနှစ်ကြော်စလုံးနိုင်ရရှိခဲ့တာကြောင့်စိတ်ဓာတ်ပိုင်းဆိုင်ကအမြင့်ဆုံးမှာရှိနေခဲ့ကြပေမဲ့ PSG တောင်ကိုတော့မကြော်နိုင်ခဲ့ကြပါဘူး။အင်ကွင်းမှာရှုံးထားခဲ့တာကြောင့်လည်းအာဆနယ်အသင်းဟာအခြေအနေဆိုးတွေကိုတွန်းလှန်နိုင်ဖို့အတွက်သူတို့တက်နိုင်တော့ခွန်အားတွေအကုန်သုံးပြီးအစွမ်းကုန်ရုံးပြီးတော့ကစားသွားခဲ့ကြတာပါ။စာကားဒီပွဲမှာအာဆနယ်အတွက်ခြေပါကိုသွင်းပေးခဲ့ပေမဲ့အဖွင့်ကိုသွင်းနိုင်မှုအတွက်လည်းအခြေအနေကောင်းတက်ရရှိခဲ့ပြီးတော့ဒေါ်နာရမန်ဖိအားပေးမှုမခံနိုင်ခဲ့တာကြောင့်ဂိုးပါပေါ်ကျော်သွားခဲ့ရပါတယ်။ iBet ခွန်ရှိကို 1xBet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်းဖုတ်ဘောကင်းမှာကစားလို့ရပါပြီ။ 1xBet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပြစေ။ဖုတ်ဘောကင်းမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 399630ခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။မဖြစ်တဲ့အမှားတွေကိုကျူးလွန်ခဲ့တဲ့အာဆနယ်ကိုကဥဆောင်ကိုလိုအပ်နေမဲ့ပြိုင်ဘက်ကိုဥဆောင်ကိုပေးလိုက်ရတဲ့ပြင်ဟာကီမီကပွဲကိုအဆုံးသတ်သွားစေနိုင်မဲ့ဒုတိယဥဆောင်ကိုပါထပ်မံပြီးတော့တွင်းသွားနိုင်တာကြောင့်အာဆနယ်အတွက်ပိုပြီးတော့ခက်ခဲသွားပါလိမ့်ဒီကိုမှာပါတီရဲ့အားနည်းချက်ကိုတွေးခဲ့ရပြီးတော့ကီဗီယောကတက်နိုင်တော့အဖက်ရှင်နိုင်မှုစူးစမ်းခဲ့သေးမြဟာကီမီတော့အရှုံးပေးခဲ့ရတာဖြစ်ပါတယ် PSG ကိုကြည့်ရတာပွဲကစားရင်ကြာမင်းလာနေမြပိုလို့အားနည်းလာခဲ့ပြီးတော့ဇာမရီရဲ့ quality ကြောင့်သာခုလိုမျိုးရလက်ကောင်းတွေရရှိပိုင်ဆိုင်နိုင်ခဲ့က final တက်ဖို့လုံလောက်တဲ့အခြေအနေတက်ကိုဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်ဒိုင်လူကြီးရဲ့ညင်းပွားပွဲဆုံးဖြတ်ချက်တွေ PSG ကိုပေးလိုက်တဲ့ပန်နတီကလည်းညင်းပွားပွဲပါပဲလူဝစ်ကယ်လီတယောက်ထားမနှက်ခဲ့တာလည်းပါမယ်ဆိုပေမဲ့မပေးရင်လည်းဖြစ်တဲ့အနေထားကို VAR ပြန်ကြည့်ပြီးတော့ပန်နတီပေးလိုက်တာကြီးကတပတ်ဆောင်းင်းဆုံးဖြတ်ချက်ပါရိုင်ယာကာကွယ်သွားနိုင်ခဲ့လို့သာအာဆင်နယ်တို့စောစီစီအောင်ဖြာမလိုက်ခဲ့ရပဲဖိုင်နယ်အတွက်ဆက်လက်တိုက်ပွဲဝင်နိုင်ခဲ့တာဖြစ်ပါတယ်စီမီဖိုင်နယ်အိမ်မက်ဆိုးတွေကိုမယုံထွက်နိုင်သေးတဲ့အာတီတာဒီရှုံးမဲ့ကြောင့်အာဆင်နယ်ကပိုကောင်းတဲ့စိတ်ဓာတ်အင်အားခြေစွမ်းမှပြသနိုင်ခဲ့မယ်လေစုံသမားတော့စီဖိုင်နယ်အဆင့်ကနေပဲလက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်အာဆင်နယ်စီမီဖိုင်နယ်အိမ်မက်ဆိုးတွေကခုချိန်ထိလွန်မြောက်နိုင်ခြင်းမရှိသေးပါဘူးခုဆိုရင်နောက်21ကနေစလို့4နှစ်တွင်းစီဖိုင်နယ်4ချိန်ကိုအာဆင်ကရှုံးနေခဲ့ရပြီးပါပြီနောက်20-21ရာသီကယူရိုပါလိစီမီဖိုင်နယ်မှာဗီလာရီယယ်ကို2ကြော်ပေါင်း2-1နဲ့ရှုံးတယ်နောက်21-22ရာသီမှာ EFL ဖလားမှာလီဗာပူးကို2ကြော်ပေါင်း2-1နဲ့ရှုံးတယ်ရခုနှစ်ဘောလုံးရာသီမှာလည်း EFL ဖလားမှာကာဆယ်ကို2ကြော်ပေါင်း4-0နဲ့ရှုံးတယ်အခုလည်းချန်ပီယံလိမှာ PSG ကို2ကြော်ပေါင်း3-1နဲ့ရှုံးခဲ့ပြန်ပါတယ်ချုံပြီးတော့ပြောရမယ်ဆိုတော့အာဆင်နယ်နဲ့အထောင်တိုက်ဆုံကောင်းကောင်းတယောက်လောက်ခေါ်သေးနေပြီလို့ယူဆမိပါတယ်ရေးကြောင်းဟိဆိုရင်အာဆင်တိုက်စစ်ကရရှိလာအခွင့်တွေကိုအတုံးမချနိုင်ပဲဖြုံးနှီးမှုတွေများနေတာကခုလိုမျိုးဖလားလက်မဲ့အခြေအနေဆိုးရဲ့အဓိကတရားခံလို့ပဲဆိုချင်ပါတယ်ဖြစ်နိုင်မယ်ဆိုရင်မာတင်နယ်လီရဲ့ဘယ်တော်မန်အတွက်လည်းကမ္ဘာ့ဆင့်ကစားမတက်လောက်ခေါ်စီခြင်းမိပါတယ်စောင်းနေကြည့်ပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ